ပြောချင်တာကညီတို့ညီမတို့သားတို့သမီးတို့ကျွန်တော်ကလေးတွေနှလုံးသားထဲမှာအမြဲတမ်းမှန်ပါကိုပေါ်ရှိဘူးသူကျေးဇူးကိုအထူးမှတ်ပါတဲ့ပိုကြီးကြီးမမမှတ်ပါသူ့ပေါ်ပြုဘူးကိုကျေးဇူးကိုတိတ်တိတ်လေးမေ့လိုက်ပါတဲ့မေ့ပါတယ်ကိုပေါ်များတခြားသူကကျေးဇူးလေးတိတ်တိတ်လေးတစ်ခုရှိရင်တော့အကြီးတင်ပါတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဘုရားယဟနာဆရာမိဘစသည်ဖြစ်ပေါ့နော်ခင်မွန်ကြီး7ပါးတိတ်ရေးကြီးခင်မွန်ကြီး7ပါးပြမစော်ကားမိတဲ့သူဟာဘာဖြစ်တတ်တယ်လဲဖုံးကြီးရင်အသက်မရှိဘူးတဲ့အသက်ရှိရင်လည်းဖုံးကြီးပြန်မှုတဲ့ကျွန်တော်ဆရာသမားမိဘတွေဖေဖေတို့ဆုံးမခဲ့တဲ့စကားတွေဒါကြောင့်စေးမရှိဘူးနော်ဒါစေးမရှိဘူးဖြည့်စေးမရှိဘူးအလုံးတတိထားမယ်ကိစ္စဖြစ်တယ်ဒါကြောင့်တညီတညာနဲ့သွားပါတညီတညာနဲ့နေပါကျေးဇူးတရားကိုအောက်မေ့ပါခင်မွန်ကြီး7ပါးအပါဝင်ဟောဒီမိသားစုပြိတ္တတွေကျွန်တော်ရည်ရွယ်ရင်းကထားပါကြတော့အလူလူဖို့လာတယ်ဆိုပွဲကြည့်လိုက်တယ်ခုံတလုံးဆိုတော့တသိန်းခွဲပေါ့အဲ့တသိန်းခွဲကကျွန်တော်တို့ဇက်တစ်ဖွဲ့တရက်လုံးဟင်းကောင်းနဲ့ထမင်းစားလို့ရပါတယ်ခုံငါးလုံးလောက်ကြည့်လိုက်ရင်ကျွန်တော်တို့ကောင်းကောင်းများကြီးမိသားစုများအခုကြည့်လိုက်တဲ့ခုံတလုံးကိုပတ်စံပေးပြီးကြည့်လိုက်တဲ့ပတ်စံလားကျွန်တော်ထားပါတော့လူရှင်တော်ကြီးဥရွှေသွေးအိမ်လားကတလစာတလအိမ်ငှားပြီးနေတဲ့ပတ်စံနဲ့ညီတယ်အလုံးအိမ်ယာတွေပြည့်စုံအောင်မရှိကြပါဘူးအဖို့ချစ်ဘာလို့အဲ့ဒီလုတ်တာလေလို့ပြောကျွန်တော်ကဇက်တပင်မျိုးယူမရှိဘူးတွေ့တာသွားတာဒီတဲ့ရောက်တော့ကျွန်တော်ချစ်သွားတာကျွန်တော်ဇက်တပင်လောကကိုရောက်တဲ့အချိန်မှာစတေရှိုးကောင်းမှာဇက်ကိုကြည့်တဲ့ခေတ်နှစ်ပါးသောလူ340ထက်မပိုတဲ့ခေတ်ပြတ်ဆက်ဆိုတာဝေးရောဦးချမ်းတယောက်လောက်ပဲပြတ်ဆက်ကောင်းကောင်းကတော့တယ်အလုံးရှိသမျှစတေရှိုးတစ်ခုတည်းကိုပဲဇက်တပင်ကိုလုတ်ခဲ့ကြတယ်ကာလာကြီးမကျွန်တော်မင်းသားဖြစ်တယ်ဖြစ်တော့ကျွန်တော်အဲ့ဒီပဲဦးစားမပေးပဲကျွန်တော်အဲ့ကလေးကဒီနေ့ထိမြမယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အမှုပညာတွေကိုတက်ဆွမ်းသမျှစ조사ခဲ့တာဒီနေ့ထိပါဆရာမျိုးတော်မောင်ရောင်ရဲ့စကားရိုးရာကိုအခြေခံပြီးတီထွင်မှာတိုးတက်တာရိုးရာကိုအခြေမခံပဲတီထွင်နေလေစ조사ခဲ့ရတာမြမသပင်ကိုစကားအကြီးပြောရရင်တော့အသက်ဆက်ခဲ့ရတာနောက်တစ်ချိန်ပြန်ပြီးအသက်ဆက်ရတာတော့ကိုပိအလုံးသိတယ်ဒီစကားလေးကိုဂုဏ်ယူပြီးပြောတာဖြစ်ပါတယ်ကျွန်တော်လေးစားချစ်ခင်ရတဲ့တန်မိုးထားတဲ့ရွှေမန်းဦးချမ်းသာကြီးကျွန်တော်သပင်ချန်ထဲမှာ3နှစ်လောက်ကောင်းကောင်းနေပြီးမြမသပင်အတွက်ပြတ်ဆက်ပြီးနှစ်ပါးတော်ကြီးရိုက်ကူးရေးလုပ်သွားတာကျွန်တော်ချန်နယ်ရုပ်သံလိုင်းကိုရုပ်သံမို့ကိုကျေးဇူးတင်နေရမျိုးမဟုတ်ဘူးရည်ရွယ်ချက်အစိုးရတွေကမြမယဉ်ကျေးမှုထိမ့်သိမ်းစ조사ခဲ့တာဒီလေးထိချန်နယ်နဲ့တပင်နဲ့ခွဲမရလောက်အောင်ဖို့ချစ်တို့စ조사ခဲ့ကြတာကျွန်တော်မီဒီယာနဲ့လည်းတာဝန်ကြီးရပါစေမေဘာလဲဆိုတော့ရုပ်သံမှာကျွန်တော်မထုံးလွင်ငယ်နည်းနည်းပဲလို့တဲ့ချက်ပါကျွန်တော် online ကနေမှလမ်းစဉ်ပေးတဲ့ပတ်စံလေးတွေနဲ့ကျွန်တော်စူးစမ်းခဲ့တယ်ရှိတဲ့အဝတ်စားလေးတွေနဲ့ကျွန်တော်အဖွဲ့သူဖွဲ့သားတွေဟာဆက်ချုပ်တဲ့လူချုပ်ညပြောသလိုပဲထမင်းတူတူချက်စားကြ